ဒီနိုင်ငံရဲ့နုပညာစင်တန်းအရောက်အောက်တန်းကျနေပြီလားဘာဖြစ်လို့ဒီလိုပြောရတာလဲရုပ်ရှင်သပင်ဂီတဆဲလီနောက် miss တွေအစုံတအားစီးလို့ဘောင်လို့တွေဖြစ်လာတယ်ယဉ်ကျေးမှုတွေရိုးရာထုံးတမ်းဆင်လာတယ်လူမြင်ကွင်းမှာအမြင်တော်တာမတော်တာတွေဘာတစ်ခုမှဂရုမစိုက်တော့ဘဲနဲ့စီးလို့ဘောင်လို့ဖြစ်လွန်အားကြီးလာတယ်ဒါတွေဘာလို့ပို့ပြီးတော့ပေါ်များလာလဲဆိုတဲ့တရားခံကပြောလို့ရှိရင်တော့စိတ်မဆိုးကြပါနဲ့ပရိသတ်လိုမိခံထားတဲ့ရေပေါ်စီလူဒန်းစားအများစုချောင်းပါတယ်အဲ့ဒီလိုပေါက်ကရလုံနေတဲ့လူတွေကိုလူမြင်ကွင်းရှိကိုပို့ရောက်အောင်တကူးတကအင်တာသွား view ပေးတယ်ပို့ပြီးထုတ်ဖော်ပေးတယ်မီဒီယာအမိခံတွေကြောင့်လည်းပါတယ်နောက်ထပ်ပို့ပြီးကြီးမားတဲ့တရားခံရှိပါသေးတယ်အဲ့ဒါကတော့စီပေါင်လွတ်နေတဲ့လူတွေကိုသူတို့ဗီဒီယို view တက်ရင်ပြီးရောဆဲခံရလို့ဖြစ်ဘာကြောင့်ဖြစ် view တက်ရင်ပြီးရောဆိုပြီးခေါ်သုံးနေတဲ့လုပ်ငန်းရှင်အမိခံထားတဲ့အောက်တန်းစားတွေကြောင့်လည်းပါတယ်ဒီလိုလုပ်နေတာကြားမယ်ဆိုရင်ဒီလိုမျိုးပေါ်ပဲအောက်တန်းကျနေတာဒီပဲပို့ပြီးတော့ကျေပြန့်လာပြီးတကယ်အစစ်မှန်လုပ်မဲ့တကယ်အစစ်မှန်အမှုပညာကိုဖန်တီးပေးမဲ့လူတွေထင်ပေါ်မလာတော့ဘဲနဲ့တဖြည်းဖြည်းစိတ်ပြတ်အားလျော့ပြီးပျောက်ကွယ်သွားတဲ့အခြေအနေမျိုးတွေဖြစ်လာပြီးဒီအခြေအနေကိုပြန်ပြီးဖက်ဆယ်လို့ရမှာမဟုတ်တော့ဘူးအဲ့တော့မိတ်ဆွေတို့ကဘယ်လိုထင်လဲဆိုတာရေးသွားခဲ့ပြပါဦး